ဒီကောင်မလေးကဆယ်ကျော်သက်ပဲရှိသေးတာတော့ထူးဆန်းဆန်းအသက်ကြီးရဲ့အဖွားအိုကြီးပုံစံပေါက်နေပါတယ်။သူ့မှာပုံမှန်မင်းကလေးလိုလှပတဲ့စပင်းတွေလုံးဝမရှိပါဘူး။နောက်ပြီးစကားတန်တော့မပီတဲ့အပြင်အရက်ကလည်းပုံမှန်ထက်တောင်ပို့နေပါသေးတယ်။ဂုံပြောရရင်သူကဆယ်ကျော်သက်အရွယ်မင်းကလေးပုံစံလုံးဝမပေါက်တာပါ။ဒီနေရာမှာအဲအိုကောင်းတာကသူ့ရဲ့ဒီလိုပုံစံကြောင့်ပဲလူတွေကဝိုင်းချစ်တာကိုခံနေရတာပါ။သူကကန့်ရတာကိုဝါနာကြီးပြီးတော့အင်တာနက်မှာဆိုရင်လည်းသူကနေတဲ့ဗီဒီယိုတွေကိုလူတွေကအမြင်အားပေးကြပါတယ်။တခါတလေသူကိုယ်တိုင်မိတ်ကအလှပြင်လို့လေလူတွေကဝိုင်းချစ်ကြပြန်ပါတယ်။ဒါကြောင့်လေ online ပေါ်မှာဆိုရင်သူ့ရဲ့ပရိသတ်ကတန်10နဲ့ချီအောင်ရှိနေတာပါဒီလိုပြောနေလို့သူ့ဘဝကအရန်တာနေရတော့မဟုတ်ပါဘူးပြောရမယ်ဆိုရင်သူ့ရဲ့ရုပ်ဒီလိုမျိုးဖြစ်နေတာကအရန်ထူးဆန်းတဲ့ယောဂကိုခံစားနေရလို့ပါဒါဆိုမေးစရာရှိတာကတာမန်နဲ့မတူတဲ့သူ့ကိုလူတွေကဘာဖြစ်လို့ဝိုင်းချင်နေကြတာလဲဘလို့ထူးဆန်းတဲ့ယောဂကသူ့ကိုဒီလိုပုံစံဖြစ်လာစေခဲ့တာလဲဒါကိုကြည့်ပြီးသွားရင်တော့သင်ခန်းစာတစ်ခုခုရှားကိုရသွားမယ်ဆိုတာသိကြပါရခင်ဗျာသူရဲ့နာမည်က Adelia Rose ဖြစ်ပြီးတော့အမေရိကန်နိုင်ငံသူပါပြောရရင်သူကမွေးကလေးကလုံးဝကံမကောင်းခဲ့ပါဘူးထူးဆန်းဆန်းအသက်ကြီးတာအယမ်းမြန်တဲ့ယောဂကိုခံစားနေခဲ့ရတာပါဆရာဝန်တွေဆိုရင်သူက73နှစ်လောက်အထိပဲအသက်ရှင်မယ်ဆိုပြီးခန့်မှန်းထားခဲ့ကြတာပါဒါပေမဲ့မိဘတွေကတော့သူအသက်ရှင်နိုင်မှုအတွက်အကောင်းဆုံးကြိုးစားပေးကြပါတယ်ဒါကြောင့်လေသူကယောဂရှိနေပေမဲ့သူရဲ့နှွေးထွေးတဲ့မိသားစုကြောင့်ဝမ်းနေနေရမျိုးကြောက်နေရမျိုးတော့လုံးဝမခံစားခဲ့ရပါဘူးနောက်ပြီးသူ့ရုပ်ကြောင့်ဝေဖန်တိုက်ခိုက်ခံရတာကိုလည်းလုံးဝဂရုမစိုက်ပါဘူး My daughter's so strong. Everything that a hater says rolled off her back like nothing. Because guess what? That's how I raised my daughter. ဒါရီမကသေးပဲသူကညံသိပ်ကောင်းပြီးအရန်လဲတော်လို့သူ့ကိုတွေ့ရဲ့လူတိုင်းကတဲတဲလှုပ်ချစ်တာကိုခံရပါသေးတယ်ဒီလိုနဲ့ဒီနေ့မှာတော့သူဝါနာပါတဲ့အရာတစ်ခုကိုရှာတွေ့လိုက်ပါတယ်အဲ့ဒါကတော့သူ့ရဲ့အကြောင်းတွေကိုအင်တာနက်ပေါ်မှာမျှဝေရတာပါဒီလိုနဲ့သူက YouTube channel တစ်ခုစထောင်ခဲ့ပါတယ်အဲ့ဒီ channel မှာဆိုရင်သူတချင်းဖွင့်ပြီးကနေဗီဒီယိုတွေကိုအမြဲတင်တယ်မိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်နေနေတာကိုလည်းအမြဲရိုက်ပြပါတယ်အဲ့ဒီမှာပဲသူ့အတွက်အံ့ဩစရာကောင်းတာတွေဆက်ဖြစ်လာပါတော့တယ်လူတွေကဒါကိုအားပေးကြလို့မီလီယံနဲ့ချီရဲ့ view တွေအပြင်တန်းနဲ့ချီရဲ့ subscriber တွေပါရလာခဲ့တာပါဒါအပြင် Facebook မှာပါသူက follower တန်း10နဲ့ချီပြီးတော့ရလာခဲ့ပါတယ်ဒီလောက်ထိကိုသူကခဏလေးအတွင်းမှာပဲနာမည်ကြီးသွားတာပါဒါပေမဲ့ဒီလိုပြောနေလို့အမြဲတမ်းပဲအကောင်းနေပဲဖြစ်နေတယ်လို့မတွေးလိုက်ပါနဲ့ထုံးစံအတိုင်းပဲသူ့ဗီဒီယိုအောက်မှာသူ့ကိုအနိုင်ကျင့်ဝေဖန်တာတွေကဲ့ရတာတွေလည်းအများကြီးရှိလာပါတယ်ဒါတွေကသူ့ကိုဝမ်းနေစေပေမဲ့သူကတော့ပြိုလဲမသွားခဲ့ပါဘူးသူ့ကိုမုန်းပြီးကဲ့ရနေတဲ့သူတွေကိုပြန်အောင်ဆင်ခေါ်လိုက်ပါသေးတယ်သူ့ကိုကျွန်တော်အနေနဲ့တော်တော်လေးချီးကျူးမိတာကဘဝကဘလောက်ပဲခက်ခဲကြင်ကြံ့ခံပြီးနေထိုင်သွားတာပါဒါပေမဲ့ဒီနေ့မှာတော့သူယောဂါတွေပိုဆိုးလာမယ့်အချိန်ရောက်လာခဲ့ပါတယ်အဲ့ဒါကတော့သူ့ရဲ့မျက်လုံးတွေကစကွယ်လာတယ်ဒါကိုလည်းသူကအင်တာနက်မှာသူ့ကိုအားပေးပရိသတ်တွေကိုအတိပေးခဲ့ပါတယ်ဒါကိုတိတိကျင့်မဲ့သူ့ပရိသတ်တွေကယူကျုံမရဝမ်းနေကြပါတယ်ဒီလိုနဲ့တဖြည်းဖြည်းနဲ့သူကမျက်လုံးမမြင်ရတဲ့အပြင်နားပါမကြားရတော့ပါဘူးဒါကြောင့်ပဲ2022မှာတော့သူကအားလုံးကိုနှုတ်ဆက်သွားပြီးကွယ်လွန်သွားခဲ့ပါတယ်ဒီနေရာမှာအန်အိုကောင်းတဲ့အချက်တစ်ခုကိုပြပြရမယ်ဆိုလို့ရှိရင်ဆရာဝန်တွေခံမှန်းထားတဲ့အချိန်ထက်ပိုပြီးသူကကြာအသက်ရှင်နိုင်ခဲ့တာပါဒီဗီဒီယိုကနေပြီးတော့တိလိုက်ရတာကတော့ဘဝကဘလောက်ပဲခက်ခဲလွယ်လွယ်ကူကူအရှုံးမပေးလိုက်ဖို့ပါအသက်ရှင်နေတဲ့လူတော်တော်များများကနေ့ရက်တိုင်းကိုတန်ဖို့မထားမိကြပြီမယ်တချို့လူတွေအတွက်တော့ငွေဘလောက်ပိုပေးပြီးတရက်ဆက်ပြီးတော့အသက်ရှင်ဖို့ဆိုတာမဖြစ်နိုင်လို့ပါပဲဒါကြောင့်ကိုဘွားရဲ့အချိန်တွေကိုတန်ဖိုးရှိတဲ့အရာတွေလုံရင်တန်ဖိုးရှိတဲ့သူတွေနဲ့ပဲကုံဆုံးပါလို့အကြံပေးချင်ပါတယ်ခင်ဗျာကျွန်တော်ကတော့ Creative Buzz ကအောင်စုပိုင်ဖြစ်ပြီးတော့ဗီဒီယိုဘယ်လိုမျိုးဖန်တီးရမလဲဆိုတာကိုသင်ယူခြင်းနဲ့စီးပွားရေးလုပ်ငန်းရှင်တွေကိုပြန်လည်သင်ကြားပေးနေတဲ့ Creative Buzz Academy ဆိုတဲ့သင်တန်းကောင်းတွေကိုဖွင့်လှစ်ထားပါတယ်ခင်ဗျာ Creative Buzz Academy မှာပြန်ပြကြပါမယ်ခင်ဗျာ